အားလုံးပဲမင်္ဂလာပါလီယွန်စကွန်နာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်လီယွန်ကအရှိပိုင်းနေတော့ကထိုက်တန်နိုမာကီယာတဖြစ်လဲ cosmic war အကြောင်းကိုပြောပြပြီးတဲ့အခါမှာ Zeus တို့ရဲ့ Olympus နဖျားတွေစပြီးတော့အုပ်ချုပ်တဲ့အချိန်အုပ်ချုပ်တဲ့အချိန်လေးကို intro လေးနဲ့ဝင်ခဲ့တယ်ပေါ့နော်ဒီနေ့ပိုင်းကနေစပြီးတော့လီယွန်ကOlympus နဖျားတွေအကြောင်းကိုစပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာအလေးစားတဲ့ Olympus နဖျားကတော့Zeus ဖြစ်ပါတယ် Olympian gods တွေထဲမှာတော့ Zeus ကအငယ်ဆုံးဖြစ်တယ်ဒါပေမဲ့ Mount Olympus ကိုအုပ်ချုပ်တဲ့နေရာမှာတော့သူကထုတ်ခေါင်ပေါ့နော်သူကနဖျားတွေအကုန်လုံးရဲ့ခေါင်းချုပ်ကြီးလို့လည်းပြောလို့ရတယ်ပေါ့ Zeus ကမွေးစင်းနေတဲ့မှာ Hera နဲ့ Demeter တို့ကိုယူရတဲ့အပြင်အခြားသောတိုက်တန်နဖျားမတွေလူသားအမျိုးသမီးတွေနဲ့လည်းပေါင်းဖက်ခဲ့ပါသေးတယ်တဲ့တိုက်တန်နဖျားမတွေကမှ Plato နဲ့ပေါင်းဖက်ခဲ့ပြီးတော့ Artemis နဲ့ Apollo အမွှား2ယောက်ကိုပေါ့နော်မွေးခဲ့တယ်။ဘာမှမွေးခဲ့လဲဆိုရင် Delos ချမှာမွေးခဲ့ပါတယ်။ Memory ဆိုတဲ့ Titan နဗျာမနဲ့ပဲပေါင်းဖက်ပြီးတော့ Nine Muses ပေါ့။ Nine Muses ကဆိုရင်ဘာကိုကုစားပြုလဲဆိုရင်သူကတခုခုရဲ့ဆိုတာတဲ့နိုင်ငံတစ်နိုင်ငံ culture တခုကနိုင်ငံတစ်နိုင်ငံ civilization တခုရဲ့ culture နဲ့ art ပေါ့အနုပညာနဲ့ culture ကိုအဓိကကုစားပြုရဲပေါ့။နောက်တစ်ယောက်က Themis ပါ Themis နဲ့ပေါင်းဖက်ပြီးတော့ Three Fates ကိုအဓိကမွေးခဲ့ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုရင် Nine Muses ကမှ Calliope က poetry ကဗျာပိုင်း Clio ဆိုရင် history သမိုင်းပိုင်းပေါ့ Urania ဆိုရင်သိပ္ပံပိုင်း Euterpe ဆိုရင် music of pipes လို့ပြောကြပေမဲ့ထင်တာတော့ remote Doria ဒါမှမဟုတ် pipe နဲ့လုပ်ထားတဲ့ Doria တွေကိုမှအဓိကပေါ့လောက်တာပေါ့နော် Melpomene ဆိုရင် tragedy အဓိကခံစားရတဲ့အပိုင်းတွေပေါ့ Thalia ဆိုရင် comedy Terpsichore ဆိုရင် lyrics poetry and dance ပေါ့ Erato ဆိုရင် love poetry ဖြစ်ပြီးတော့ Polymnia ဆိုရင် sacred music ပါတဲ့ဒီ Nine Muses ကကြတော့ Zeus နဲ့memory ရဲ့ကလေးတွေပေါ့နော် memory ရဲ့ကလေးတွေဒါပေမဲ့ Nine Muses ကဘယ်သူနဲ့လဲထပ်ပြီးတော့ဆက်တလဲဆိုရင် Apollo နဲ့လဲဆက်တည်ရလို့ပြောလို့ရပါတယ်ဟုတ်ပြီနောက်ထပ်ကလေး၃ယောက်ကကြတော့Themis ဆိုတဲ့ Titan နဖျားမနဲ့ပေါင်းဖက်ခဲ့ပြီးတော့ရခဲ့တဲ့ကလေး၃ယောက်ပေါ့နော် Three Fates ပါ Three Fates တွေကဘယ်သူတွေလဲဆိုရင် Clothos, Lachesis နဲ့ Atropos တို့ဖြစ်ပါတယ် Clothos ကကြတော့ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတိုင်းရဲ့မွေးစားကနေပြီးတော့တည်ဆုံးချိန်ထိရှိမဲ့ခြေစားကိုငင်းနဲ့Lachesis ကဆိုရင်ခြေစားရဲ့အရှိပြောမဆိုရင်တက်တန်းပေါ့လူတစ်ယောက်တရိษံတစ်ကောင်တရှိဘယ်သူမဆိုရဲ့တက်တန်းကိုသူသတ်မှတ်တယ်Atropos ကတော့အသက်ချုပ်ငြိမ်းခန်းကြီးအသက်ပေချိန်မှာတည်ဆုံးမလဲဆိုတာကိုသတ်မှတ်ပြီးတော့ကြီးစားကိုဖြစ်တဲ့လုပ်ငန်းစဉ်ကိုလုပ်ပါတယ်တဲ့ဟုတ်ပြီအဲဆိုရင် Zeus ရဲ့အကြောင်းကိုပြောတဲ့အခါမှာလူသားမျိုးနွယ်ကိုလည်းဖယ်ထားလို့မရဘူးပေါ့နော်လူသားမျိုးနွယ်ဆိုတာက Zeus တို့ခင်မှာ Olympian gods တွေရဲ့အုပ်ချုပ်မှုအောက်မှာပေါ်လာတာမဟုတ်ဘူး Cronus တို့ခေတ်တည်းကရှိခဲ့တာပေါ့Cronus တို့ခေတ်တည်းကဖန်တီးခဲ့ကြတာဒါကဘယ်လိုခေါ်လဲဆိုရင် Golden Age လို့ခေါ်တယ်သူတို့ Golden Age မှာဆိုရင်သူတို့အလုပ်လုပ်တာလည်းမရှိဘူးအသက်လည်းမကြီးဘူးဒီတိုင်းမနေရတည်သွားတဲ့အခါမှာကမ္ဘာမြေပေါ်မှာမျိုးစံမရှိတော့ Golden Age မှာကျတော့မတရားတာလည်းမရှိဘူးတိုက်ပွဲတွေလည်းမရှိဘူးအကုန်လုံးကအေးချမ်းနဲ့ညီတက်နေကြတယ်ပေါ့လေအဲကြောင့်ဒီဘက်ခင်မှာဆိုရင် EDM တွေတုံးတဲ့အခါမှာဘယ်လိုမျိုးပြောကြသလဲဆိုတော့ဟိုရချိန်ကြီးကောင်းလိုက်တာဆိုရင်အဲ့တော့ Golden Age ပဲနော်ငါတို့ရဲ့ Golden Age ပဲနော်ဆိုပြီးတော့ပြောကြတဲ့ဥစ္စာမျိုးပိုကောင်းခဲ့တဲ့ပို့ပြီးတော့အခုလက်ရှိချိန်နေတဲ့ပို့ပြီးကောင်းခဲ့တဲ့အတိတ်ကိုဆိုလိုတာပေါ့နော် Golden Age ပြီးမှာတော့ဘာမှမရှိတော့ဘူးเนาะ Titan နေနဲ့လည်းတိုက်ပွဲတွေဖြစ်ပြီးသွားတဲ့အခါမှာဘာမှမရှိတော့ကဘာမျိုးပြန်ဖြစ်ဖို့အတွက် Olympian gods တွေက Silver Age ဆိုပြီးတော့ဖန်တီးခဲ့ကြတယ်ပေါ့ဒါပေမဲ့အချာကြီးပဲအသက်ရှင်နေသူတို့ကပြည့်မွနေကောင်းတယ်ဘယ်လိုလဲဆိုရင်အနှစ်100လောက်မှကလေးဘွားကိုဖြတ်တန်းအနှစ်100လောက်ကြီးအသက်100လောက်ကြီးကသူတို့ကကလေးဘွားပဲကလေးဘွားကိုဖြတ်တန်းပြီးသွားတဲ့အခါကျမှလူကြီးဖြစ်လာပြီးတဲ့အခါမှာလည်းနဖျားတွေကိုလည်း worship မလုပ်ဘူးတဲ့ဆိုတော့သူကနောက်ထပ်ပါ age တခုကိုထပ်ပြီးတော့ဖန်တီးတယ်လဲဆိုရင် Bronze Age ခြေခေတ်မှာကြတော့ clay ရွှွန်တွေကနေပြီးတော့လူပုံစံတွေထုတ်လုပ်ပြီးတော့မျိုးနယ်သစ္စာရဲ့အဲ့ဒီ clay ရွှွန်တွေကနေပြီးတော့ဖြစ်လာတဲ့လူတွေကလည်းသူတို့အရိုင်းဆန်ပြီးတော့တိုက်ခိုင်နေပဲအချိန်ကိုကြာအိုင်းတိုက်ခိုင်နေရပဲပေါ့ဒါအများနဲ့တိုက်ခိုင်နေဒါပဲလုပ်တာဒါသူတို့လုပ်ပဲနောက်ဆုံးမှာတော့တချို့ကပြောကြပါတော့ Titan တွေကမှ Craftsman ဖြစ်တဲ့ Prometheus ကနေဖန်တီးရလို့လည်းပြောကြတယ်ဟုတ်တော့ရှိမဟုတ်တော့ရှိ
Prometheus ကလူသားတွေကိုကာကွယ်တဲ့သူဖြစ်လာခဲ့တာပေါ့နေထိုင်သွားလာမှုတွေစပညာတမငယ်ပြောရမယ်ဆိုရင် Prometheus ကလူသားတွေကိုအများကြီးအကျိုးပြုခဲ့တဲ့သူလို့ပြောလို့ရတယ်Hestia ကလည်းလူသားတွေရဲ့မီလင်းဘိုအနေနဲ့worship လုပ်ကြပြီမဲ့ Prometheus ကကြတော့လူသားတွေကိုတကယ်ဉာဏ်ပညာပြီးတော့တဲ့အခါမှာအကူအညီတွေပညာတွေအများကြီးနေထိုင်စားသမှုအတွက်သင်ပေးခဲ့တဲ့သူလို့ပြောလို့ရပါဘောเนาะဟုတ်ပြီ Prometheus ကဘယ်လိုလဲဆိုရင်သူကလူသားတွေဘက်ကနေနေခဲ့တာလူသားတွေဘက်ကနေပြီးတော့ကောင်းကင်ဘုံကနေကောင်းကင်ဘုံဆိုတာဒီမှာဆိုရင် Olympus မှာ Olympus ကနေမီးကိုခိုးတယ်မီးကိုခိုးပြီးွားတဲ့အခါမှာလူသားတွေကိုပေးခဲ့တာအစာချက်နိုင်အောင်လို့အနှွေးတက်ရအောင်လို့အသက်ရှင်နေထိုင်အောင်လို့ဆိုပြီးတော့ပေးခဲ့တာအဲ့ဒီအတွက် Prometheus ကအပြစ်ပေးခြင်းခံရတယ်Zeus ကလူသားတွေကိုလိုမျိုးစာမပေးစင်ခဲ့တာမျိုးဖြစ်ပါလိမ့်မယ်အဲ့မှာ Prometheus ကအပြစ်ပေးခံလိုက်ရတာပေါ့ Prometheus ကဘယ်လိုအပြစ်ပေးသလဲဆိုရင်ကြောက်တုံးမှာအဲ့ကြောက်တုံးအကြီးရှိတယ်ကြောက်တုံးကြီးမှာဂျိုးချပြီးတော့သိငတ်တကောင်ကPrometheus ရဲ့အသေးကိုနေတိုင်းလာပြီးတော့စိတ်တာဖဲပြီးတော့စားပြတာပေါ့နော်အဲ့လိုမျိုးနေတိုင်းအဲ့လိုမျိုးစားခံရတယ်မနက်တနေ့မှာအဲ့လိုမျိုးသိငတ်ကလာတဲ့အသေးကိုဖဲတယ်စိတ်တဲ့အသားကိုထိုးခွဲတယ်ညဘက်ဆိုရင်အဲ့ဒီတရားပြန်ကောင်းသွားရောနောက်ဒီနေ့မနက်မှာလည်းထပ်ပြီးလုပ်တယ်အဲ့လိုဇက်တိုက်အချိန်တိုင်းအဲ့လိုပြပြခံရတာပေါ့နှစ်တောင်ပေါင်းများစွာကြာလာတဲ့အခါမှာတဲ့ Carrion လို့ခေါ်တဲ့ Centaur တကောင်ပေါ့ Centaur ဆိုတာကကြတော့သူကလူအပေါ်ပိုင်းခန္ဓာကိုယ်နဲ့မြင်းအောက်ပိုင်းရှိတဲ့တရဝပေါ့လေ Centaur တကောင်က Prometheus ရဲ့နေရာမှာအစားခံပေးမယ်ပေါ့ငါအစားခံပေးမယ်ဆိုပြီးကန့်လန့်နေတယ်တဲ့ဒါပေမဲ့အဲ့ဒီ Centaur ကအဲ့ဒီ Prometheus ကိုချုပ်ထားတဲ့ကြောက်တုံးလိုက်ရောက်တဲ့အခါမှာ Zeus က Chiron ကိုကျဲစုပြပြောင်းလိုက်တယ်ကိုရီကိုတွေ့နေရတဲ့ Chiron ကျဲစုကြီးဆိုတာကအဲ့ဒီ Zeus က Centaur ကိုပြောင်းပြီးတော့ဖြစ်သွားတဲ့ Chiron ကျဲစုကြီးပေါ့နော်Heracles ကလည်းတဲ့သင်္ကန်းကိုတတ်ခဲ့ပြီးတော့ Prometheus ရဲ့နာကျင်မှုတောင်ရပ်တန့်စေခဲ့တယ်တဲ့ Heracles ကျောင်းကတော့နောက်ပိုင်းမှာလာပါမယ်အခုကတော့ဒါကအချင်းချုပ်လေးပြပြပေးတာပါဟုတ်ပြီအဲ့ကနေမှဘာဖြစ်သလဲဆိုရင် Pandora ရဲ့သုတပိုင်းရောက်လာတယ် Pandora ရဲ့သုတပိုင်းမှာဆိုရင် Zeus ကသူကလူသားတွေကိုပေးခဲ့တဲ့အပြစ်တွေကတခုလို့ပြောလို့ရပါတော့ Pandora ဆိုတဲ့လူသားမျိုးသမီးကို Zeus ကကိုယ်တိုင်ဖန်တီးခဲ့တယ်ဖန်တီးပေးတဲ့အခါမှာတိုက်တန်နတ်ဖျားဖြစ်တဲ့ Epimetheus နဲ့ပေးစားတယ်ပေါ့ Epimetheus နဲ့ပေးစားတယ်ပေးစားပြီးတော့ကမ္ဘာမြေပေါ်မှာနေခိုင်းတယ်ပေါ့လေကမ္ဘာမြေပေါ်မှာနေခိုင်းတယ်တရက်ကြတော့ Pandora စီကိုလက်ဆောင်တစ်ခုရောက်လာတယ်ဘူးလေးတစ်ပုဒ်ပေါ့လေလက်ဆောင်တစ်ခုရောက်လာတယ်အဲ့ဒီလက်ဆောင်ဘူးလေးကို Pandora ကိုသူ့အမျိုးသားကမဖွင့်စေချင်ခဲ့ဘူးဒါပေမဲ့ Pandora ဖွင့်ကြည့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမှာကဘာမြေပေါ်ဘာရောက်လာတဲ့ဆိုယောဂါတွေဘေးရန်တွေကပ်ဘေးတွေစိတ်ညစ်စရာမကောင်းတဲ့အရာတွေမှန်သမျှကဘာမြေပေါ်ရောက်လာခဲ့တယ်ဂျားထဲမှာဆိုတာတက်ဘူးလေးထဲမှာကြံခဲ့တဲ့အကောင်းတဲ့တစ်ခုကကြတော့ဘာလဲဆိုရင်မျောလင်းချက်တဲ့အဲ့ဒီမျောလင်းချက်ကပဲလူသားမျိုးတွေကိုမကောင်းတာရှိနေရဆိုရင်တော့မှကောင်းတဲ့အရာတွေလာမှာပါလေဆိုတဲ့မျောလင်းချက်နဲ့ပဲလူသားတွေနှစ်သိမ့်ကြရတာ哦ဆိုတော့အဲ့ဒီဘူးထဲမှာကြံနေခဲ့တဲ့နောက်ဆုံးတစ်ခုကတော့မျောလင်းချက်ပါတဲ့လူသားမျိုးနွယ်ကိုနှစ်သိမ့်ပေးတဲ့အဓိကအရာပေါ့Zeus ရဲ့ပြောရမယ်ဆိုရင် Zeus ရဲ့အောက်ချုပ်မှုအောင်မှာအကုန်လုံးကတပတ်ပြလို့မျိုး aura အတိုင်းဖြစ်နေတာပေါ့လေသူ့ဘာသာသူများတွေဘလို့ပဲလှုပ်လိုက်ဒါလှုပ်လိုက်မလှုပ်လိုက်ဆိုပြီးတော့ပဲခိုင် aura အတိုင်းဖြစ်နေရတာ Zeus ရဲ့ aura ကိုကြော်ပြီးတော့သွားလို့မရဘူးเนาะပြောမယ်ဆိုရင်အငယ်ဆုံးဖြစ်ပေမဲ့တော့ဆရာကြီးကိုသူကဦးဆောင်ပြီးလုပ်ခဲ့တာဆိုတော့ aura တိုင်းဖြစ်နေပုံမှန်မဟုတ်တဲ့မွေးဖွားတဲ့ဥစ္စာတွေအမှလူကနေပြီးတော့ monster တွေမွေးလာမျိုးတို့ပြီးသွားတဲ့အခါကျရင်နွားကနေပြီးတော့စိတ်တွေမွေးလာတာမျိုးတို့အဲ့လိုမျိုးတွေလည်းမရှိဘူးပေါ့နော်ပုံမှန်တိုင်းလေးနည်းနည်းအေးချမ်းလေးဖြစ်တယ်ပေါ့နဗျားတွေကလည်းစူးစစ်လို့အစားတိုင်းလောကကြီးလက်ပံအောင်လို့လှုပ်ဆောင်ကြတယ်တဲ့စူးစစ် rain မှာအဓိကသိရမှာကတော့စူးကခလေးတွေအများကြီးရခဲ့တယ်ခလေးတွေအများကြီးရ Hera နဲ့အဓိကရတဲ့ခလေးဆိုရင်ကသူကHephaestus Ares နဲ့ Hebe ပဲရှိမှာပေါ့ဒါပေမဲ့အခြားတိုက်တန်နဲ့ဗျာမလေးနဲ့ရခဲ့တဲ့ကလေးတွေလည်းအများကြီးပဲတိုက်တန်နဲ့ဗျာမလေးပဲလားဆိုလည်းမဟုတ်ဘူး Olympian နဲ့ဗျာမလေးနဲ့ရခဲ့တာလည်းရှိတယ်ဆိုတော့ Hera နဲ့ကအဓိကယူပြီးရခဲ့တာခုန3ယောက် Demeter နဲ့ဆိုရင်Persephone
ပြီးရင်တိုက်တန်ဖျားမားတွေနဲ့ခုနပြောခဲ့တဲ့ memory နဲ့ရခဲ့တဲ့ကလေးရှိမယ် leto နဲ့ရခဲ့တဲ့ကလေးရှိမယ် themis နဲ့ရခဲ့တဲ့ကလေးရှိမယ် metis နဲ့ရခဲ့တဲ့အတင်လာလည်းရှိမယ်ပေါ့သူကဘယ်လိုလဲဆိုရင်သူ့ရဲ့ကလေးတွေများလာလေသူ့ရဲ့ range ကပိုပြီးကျယ်ပြန့်လာလေပေါ့မျိုးစပြန်ပေါ်အောင်လုပ်တဲ့ဆိုတော့သူ့ကလေးတွေများလာလေသူ့ရဲ့အာနာတီးရဲဆိုတော့သူ့ရဲ့စွမ်းအားတွေနဲ့ကလေးတွေများလာလေကောင်းတယ်ဆိုတော့တပုံမျိုးနဲ့ကလေးတွေအများကြီးယူခဲ့တာလို့ထင်ရတာပဲပေါ့နော်။နောက်ဒီနေ့ကပြပြသွားတာလေးဟာဇုစ်ရဲ့အကြောင်းပေါ့နော်အများကြီးတော့မဟုတ်ပေမဲ့ဇုစ်ရဲ့အကြောင်းလေးကိုပြပြသွားတာဖြစ်ပါတယ်။နောက်လည်းဒီလိုအကြောင်းအရာလေးတွေကိုစိတ်ဝင်စားရဆိုရင် Leon's Corner Channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။အားလုံးပဲကောင်းသောညချမ်းလေးဖြစ်ပါစေ။